အဲ့ဒီကောင်မလေးကခယူလေးနဲ့တူတယ်တမချင်းအောင်ဆောင်ထားသလောက်တဲ့ကိုပြောညင်တာမျိုးလေးဒါပေမဲ့သူငိုလို့ရတဲ့လူနာမှာပဲသူငိုတတ်တယ်တလောကလုံးသူ့ရဲ့လှုပ်ရှားထိုင်စားနေတယ်လို့မျိုးမျက်နှာဘေးနဲ့ကောင်မလေးချောင်းခမနားလေသွားရင်အပြစ်မြင်မှာမဟုတ်တော့ပါဘူးအဲ့ဒီကောင်မလေးကခေါင်းမာနေဆိုတဲ့စကားကနေပဲစရမယ်ထင်ပါတယ်ဒါမှမဟုတ်မာနာကြီးတယ်ဆိုပြီးသတ်မှတ်ရမယ်ထင်ပါတယ်အဲ့ဒီကောင်မလေးကလေအစင်ပြေပြေမပြေပြေပြုံးနေတတ်တယ်လို့နာကျင်စရာတွေအများကြီးကိုတယောက်တည်းတိမ့်မိထားတတ်တယ်နှစ်ယောက်သိရင်နှစ်ယောက်စိညစ်ရမှာပေါ့ဆိုတဲ့အတွေးမျိုးပြီးတော့ဘာမဟုတ်တာလေးနဲ့ဆိုပြီးမပြောစရာတွေကိုရောချတတ်တဲ့ပုံစံမျိုးပေါ့လှုပ်ချလိုက်တယ်လို့ပေါ်ပါနေပြလိုက်တာကြွယ်ရရရင်တေချာပေါက်တိတ်တိတ်လေးခုံးငုံမဲ့မျက်လုံးတွေနဲ့ပေါ့အဲ့ဒီကောင်မလေးကသူ့ကိုလာပြီးတနာတာကိုသူသဘောမကျတတ်ဘူးတနာစရာကောင်းလိုက်တာဆိုတဲ့စကားလုံးမျိုးသူ့ရှိမှရောင်လို့တော့မဟာမိစေနဲ့သူကအဲ့ဒီအပြောမျိုးတွေ